ဆိုတော့ဒုတိယမေးခွန်းလေးထပ်မေးခြင်းပါတယ်အဲ့ဒါတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီ SME လုပ်ငန်းရှင်တွေပေါ့နော်အဓိကကြုံတွေ့နေရတဲ့အခက်အခဲတွေကဆရာရဲ့အတွေ့အကြုံရဆိုရင်ဘာတွေဖြစ်မလဲပေါ့ဟိုကျွန်တော်တို့ကအခက်အခဲတွေကတော့အများကြီးပဲအဓိကဘယ်အခက်အခဲကိုကျွန်တော်အရင်ဆုံးဟိုပေါ့နော်ဖြည့်ရှင်းတင်လဲဆိုတဲ့အရာလေးကိုဆရာအကြံလေးပေးစီခြင်းပါဟုတ်ကဲ့အဲ့တော့ဒီကျွန်တော်လက်ရှိလုပ်နေတဲ့နော်ပြီးခဲ့တဲ့၄-၅နှစ်တွင်မှာလုပ်ခဲ့တဲ့အကြံပေးလုပ်ငန်း project တွေအရာဆိုရင်ဟို area 3ခုရှိမယ်နော် finance နဲ့ပတ်သက် area မှာကျတော့ဒီ monthly financial report တွေအချိန်မီမထွက်ဘူးနော်ပြီးလို့ရှိရင်တို့ကအရှုံးမဲ့စင်းကို product alike ဒါမှမဟုတ် customer alike နော်ကျွန်တော်တို့ခေါ်တာတော့ product profitability report လို့ခေါ်တာပေါ့နော်နောက်တစ်ခါ customer profitable report လို့ခေါ်တယ်အဲ့လိုမျိုးဟာတွေမထွက်ဘူးမသိဘူးပေါ့နော် product alike ထွက်မှာကိုက product 5မျိုးရှိရင်ဘယ် product ကကိုယ့်ကိုပတ်စံဘယ်လောက်ရှာပေးလဲဒါမျိုးသိရမယ်အဲ့တော့ customer 10ယောက်ရှိလို့ရှိရင်ဘယ်သူကကိုယ့်ကိုဘယ်သူဆက်အများဆုံးရတယ်ဟုတ်ကဲ့ချစ်သိရမယ်ပေါ့နော်နောက်တစ်ခါဒီ cash flow နဲ့ပတ်သက်တဲ့ဟာအရန်ရေးကြီးပါတယ်အဲ့တော့ cash flow နဲ့ပတ်သက်တဲ့စနစ်တကျတဲ့ထိန်းချုပ်မှုနော် focus ပေါ့စီမံခန့်ခွဲမှုမရှိဘူးတခါတလေကိုယ်ပိုင်မိသားစုသုံးတာနဲ့လုပ်ငန်းသုံးတာနဲ့ရောသုံးတာတွေရှိတယ်ခွဲထားရင်တောင်မှလုပ်ငန်းရဲ့ cash ကိုစနစ်တကျမလုပ်ထားတာရှိမယ်နောက်တစ်ခါနောက် pricing နဲ့ပတ်သက်တာပေါ့နော် pricing လုပ်တဲ့ဆိုရင်လုပ်ငန်းပစ္စည်းတစ်ခုရဲ့ cost ကိုအတိအကျကျွန်တော်သိရမယ်အဲ့တော့မသိဘူးပေါ့နော်တွက်တဲ့စနစ်တွေတခြားမရှိဘူးနောက်က pricing သတ်မှတ်တဲ့ခါမှာလည်း pricing ဆိုတာကခက်ခဲတဲ့လုပ်ငန်းစဉ်ထဲမှာပါတဲ့နော်တစ်ခုပေါ့အဲ့တော့ pricing သတ်မှတ်တဲ့အခါမှာလည်း marketing အရာရော finance အရာရောရှုထောင့်နှစ်ခုကနေကြည့်ပြီးတော့နော်အကဲဖြတ်ပြီးမှဆုံးဖြတ်ရမှာဒါကိုမသိဘူးပေါ့နော်နောက်တစ်ခါ operation နဲ့ဆိုလို့ရှိရင်ကျွန်တော် SOP အရေးကြီးတဲ့ function တွေ SOP မရှိဘူးနောက်ပြီးတော့ကျွန်တော် inventory နဲ့ပတ်သက်လို့ control မရှိဘူး inventory ပိုဝယ်ထားတာရှိမယ် short ဝယ်ထားတာရှိမယ်ပြီးလို့ရှိရင်စနစ်တကျနော်ထားသုံးမှုမရှိတာရှိမယ်အစုံပေါ့နော်အဲ့ဒါ inventory ပတ်သက်နောက်က process တစ်ခုချင်းစီ function တစ်ခုချင်းစီမှာတာဝန်ခံအတိအကျမသတ်မှတ်ထားဘူးအဲ့တော့လုပ်ငန်းမှာ gray area လို့ခေါ်တယ် black and white မကွဲတဲ့ဟာတွေဖြစ်လာတယ်ဖြစ်လာတော့ပြဿနာတစ်ခုပေါ်လို့ရှိရင်အဲ့ပြဿနာကဘယ်သူရဲ့တာဝန်ခံမှုအောက်မှာရှိတယ်ဆိုတာရှာလို့မရှိမရဘူးပေါ့ဒါတစ်ခုပေါ့နောက်က HR နဲ့ပတ်သက်ပြီးဆိုတော့ organization structure မရှိဘူးနောက်ပြီးတော့ HR နဲ့မှာကျွန်တော် J တို့ JD တို့ကြိုတင်သတ်မှတ်ထားတာနော်စနစ်သတ်မှတ်ထားတာမရှိဘူးနောက်ပြီးလို့ရှိရင် KPI မရှိဘူးဒီတဲ့ဆိုတာထားတာတစ်ခုလုပ်ငန်းစဉ်တစ်ခုအတွက် performance တိုင်းထားတာမရှိဘူး SME လုပ်ငန်းရှင်တွေလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေပေါ့နော်ဒါတွေရှိမှဆိုလို့ရှိရင်လုပ်ငန်းကိုအများကြီးဟို control ကောင်းကောင်းနဲ့နော်ထိန်းချုပ်မှုကောင်းကောင်းနဲ့လုပ်နိုင်မယ်လို့တော့ယူဆပါတယ်ကျွန်တော်နောက်ဆက်တွဲလေးမေးချင်တာလေအစောတော့ဆရာပြောတဲ့ဒီ HR မှာပေါ့ကျွန်တော် GA နဲ့ GD ပေါ့နော်မရှိဘူးဆိုတော့ GA နဲ့ GD မှာနည်းနည်းကွဲပြားချက်လေးကိုကျွန်တော်တို့ SME လုပ်ငန်းရှင်တွေနည်းနည်းဟိုပေါ့ပိုပြီး clear ဖြစ်အောင်ပြောပြဟုတ်ကဲ့အရန်ကောင်းတဲ့ question လုပ်ငန်းများစုမှာ JD ရှိတယ် JD ဆိုတာအရန် general ဆန်တယ်ဥပမာအကျွေးကောက်တဲ့ account နဲ့ဆိုတော့ account receipt ပဲเนาะဒီရဟန်ရှိကောက်တဲ့လူပေါ့ဒါပဲတော့သတ်မှတ်တယ်ဟုတ်ကဲ့အဲ့ဌာနမှာလူသုံးယောက်ရှိတယောက်ချင်းစီမှာရှိတဲ့ GA သက်ရှိရမယ်နံပါတ်1လူက invoice ထုတ်မယ်ဟလာ warehouse ကပစ္စည်းထွက်လာကြည့် invoice ထုတ်တယ်သူ့ရဲ့ GA မှာ invoice ထုတ်တာပါမယ် invoice ထုတ်တယ်ပစ္စည်းသွားစစ်မယ်ဒုတိယလူကကြတော့အကျွေးကောက်ခံမယ်ဟလာဖုန်းဆက်ပြီးတောင်းမယ် email ပို့မယ်ဟလာအကျွေးကောက်မယ်ဟလာတတိယလူကကြတော့အဲ့စင်ကိုချုပ်ပြီးတော့ဟလာ software တွေကိုထည့်မယ်အဲ့ဒါ GA ခေါ်တယ်တယောက်ချင်းစီလောက်အောင်အတိအကျအဲ့တော့ GA ကဘာနဲ့ချိန်လဲဆိုတော့သူတို့အလုပ်ချိန်နဲ့ချိန်ထားတယ်တကယ်လို့အဲ့ဌာနကနေပြီးတော့တော့ကပြောမယ်အလုပ်တွေများတော့သူတို့မနိုင်တော့လူတိုးပေးပါဆိုရင် GA မရှိဘူးအလုပ်ချိန်ကိုတိုင်းလာထားတာမရှိဘူးဆိုရင်အလုပ်ရှင်ကတိုးပေးသင့်မပေးသင့်ဘယ်လိုဆုံးဖြတ်လို့ဟုတ်ကဲ့နော်အဲ့တော့သူက labor hour ဆိုတာလဲကျွန်တော်တို့ပိုင်ဆိုင်ပစ္စည်းတွေတစ်ခုပဲလေကျွန်တော်ပထမဆုံးမိကုန်းမှာဖြည့်သွားသလိုအဲ့တော့ labor hour ကိုလည်းအလကားမဲ့ရအောင်ပတ်စံပေးဝယ်ထားရတာနိုင်တိုင်းကိုကျွန်တော်တို့ကအလားတမဖြစ်အောင်သုံးနိုင်ရမယ်စောင့်ကြည့်တဲ့စနစ်ရှိရမယ်သုံးတဲ့စနစ်ရှိရမယ်ဟုတ်ကဲ့သူကကျတော့ပစ္စည်းကိုငွေကိုစောင့်တာနဲ့မတူဘူးပေါ့နော်နည်းနည်းတိမ်မွေးတဲ့အပိုင်းပါသွားပြီလူတွေအုပ်ချုပ်ရတဲ့အပိုင်းပါသွားပြီနော်လူတွေကို motivation ရှိအောင်နော်ဒီ productivity ပေါ့နော်ဒီထုတ်လုပ်မှုပိုကောင်းနော်ကောင်းအောင်လုပ်နိုင်ရမယ်ပေါ့နော်ဒါတွေပါလာတာပေါ့ကျေးဇူးပါဆရာဆိုတော့ဒါဆိုဒုတိယမေးခွန်းအနှစ်ချုပ်ရရင်တော့၃ပိုင်းပေါ့နော်တစ်ပိုင်းကပထမပိုင်းကတော့ finance ပေါ့နော် finance ကိုကျွန်တော်တို့ကောင်းကောင်း cost ပိုင်းတွေကောင်းကောင်းကျွန်တော်တို့သိရမယ်နောက်ဒုတိယပိုင်းတော့ HR ပေါ့နော် HR ပိုင်းကိုကျွန်တော်တို့ကောင်းကောင်းလေးဟိုပေါ့နော်ဒီ structure တွေပါတွေတိစောက်ထားနိုင်ရမယ်ပေါ့နော်အဲ့ဒါလေးကိုတော့ကျွန်တော်ဟိုသိလိုက်ပါတယ်ကျေးဇူးပါဆရာဟုတ်ကဲ့